အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပိုဖွာလေးမှာနှုတ်ထွက်အားကောင်းစီဖို့အတွက်အမဲမီစွပ်ပြုတ်ဟင်းညိုလေးလုပ်ကြည့်ဖြစ်ပါတယ်အမဲမီစွပ်ပြုတ်ဟင်းဟာအမိခင်တိုင်းအတွက်နှုတ်ထွက်အားကောင်းစီုံသာမကကော်လာဂျင်တက်ပါဝင်တယ်လို့လည်းသိရပါတယ်အဲ့ဒီအတွက်အမျိုးသမီးတိုင်းအတွက်လည်းအရန်ကိုတင့်လျော်ပါတယ်ပထမဦးဆုံးဈေးကနေဝဲလာတဲ့အမဲမီအတုံးလေးတွေကိုရှာလကာရင်းနဲ့တေချာစွာစီကြောတန့်စင်ပေးရပါမယ်တေချာစွာတန့်စင်စီကြောထားတဲ့အမဲမီအပိုင်းလေးတွေကိုပထမတရေပြုတ်ပေးရပါမယ်ဂျင်းချက်သွန်ယူစပလင်ချက်သွန်မိတ်ရင်းပိုင်းအားလုံးထည့်ပြီးတော့ပြုတ်ပေးရပါမယ်အနံလေးကြောက်စီဖို့အတွက်ပါရေပွက်ဆူလာတဲ့ဒီတေချာစွာပြုတ်ပေးရပါမယ်ပွက်ဆူလာပြီဆိုရင်တော့အိုးချလို့ရပါပြီပြီးရင်တော့အမဲမီတုံးလေးတွေကိုရေစစ်ပြီးတော့မှအိုးရုပ်ထည့်လိုက်ပါမယ်ရေအေးလေးနဲ့တစ်ချိန်တေချာစွာထပ်ပြီးတော့စီကြောပါမယ်ပြီးရင်တော့အမဲမီစွပ်ပြုတ်ချက်ဖို့အတွက်စားတင်စီပါမယ်ဒါကတော့အမဲမီစွပ်ပြုတ်ချက်ဖို့အတွက်ပေါင်းပစ္စည်းလေးဖြစ်ပါတယ်ချင်းကျက်သွန်ဖြူစပယ်လေးငရုတ်ကောင်းမုံငရုတ်ပြီးရောင်တင်မုံရှောက်ရွက်ပြုတ်ထားတဲ့အမဲမီတုံးလေးဖြစ်ပါတယ်ပထမဦးဆုံးကိုယ်ရဲ့ခုနပြုတ်ထားတဲ့အမဲမီတုံးလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ဂျင်းချက်သွန်ဖြူစပလင်ထည့်လိုက်ပါမယ်ရေကောင်းမုံနည်းငယ်ထည့်ပါမယ်အယောင်တင်မုံနည်းငယ်ထည့်ပါမယ်ပြီးရင်တော့အစားနည်းငယ်ထည့်ပါမယ်အမဲမီတုံးလေးရေမြုပ်တဲ့ထိထည့်ပြီးတော့မှပြုတ်ပါမယ်အမဲမီစွပ်ပြုတ်ချက်တဲ့အခါမှာအချိန်ကြာသွားပြုတ်ရည်ပို့ပြီးတော့အရသာရှိလေကျန်းမာရေးအတွက်ကောင်းလေဖြစ်တာမို့လို့အချိန်ကို3-4နာရီခန့်ပြုတ်လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်အမဲမီစွပ်ပြုတ်ဟာပြုတ်ရလည်းလွယ်ကူသလိုကျန်းမာရေးအတွက်ရောအလားပါရေးအတွက်ရောအရန်ကောင်းတဲ့စွပ်ပြုတ်ဟင်းတစ်ခွက်ဖြစ်ပါတယ်အမဲမီစွပ်ပြုတ်ဟင်းချက်တဲ့အခါမှာလည်းမြည်အေးနဲ့သာချက်ပြုတ်ပြရပါမယ်ဒါမှသာအမဲမီထဲမှာရှိတဲ့အာဟာရဓာတ်တွေဟာစွပ်ပြုတ်ဟင်းရည်ကိုပြောင်းလဲသွားမှာပဲဖြစ်ပါတယ်စားပေါ်ငယ်ကိုကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်ဟင်းကြမို့စားတဲ့လူတွေကတော့ဟင်းကြမို့အနေနဲ့ထည့်နိုင်ပါတယ်အများကြီးထည့်စရာမလိုပါဘူးဘာလို့လဲဆိုတော့အမဲမီစွပ်ပြုတ်ဟင်းရည်မှာအချိုဓာတ်ကရှိပြီးသားမလို့ပါအခုဆိုရင်တော့နိုးတိုက်မိခင်တွေအတွက်နိုးထွက်အားအရန်ဟိုမှကောင်းစေပြီးတော့မှအရသာရှိအာဟာရပြည့်နဲ့စားလို့အရန်ကောင်းတဲ့အမဲမီစွပ်ပြုတ်ဟင်းလေးတစ်ခွက်ရပါပြီအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်